ညနတ်တော်လေပကနန်းတော်ကြီးကအိမ်မောမချသေးပေစင်ချန်လန်းတစ်လျှောက်ထွန်းညှိထားသောစီမီကွက်တို့သည်လေအဝေးတွင်ကခုန်နေကြပြီးနန်းဆောင်နရံပေါ်၌ကြီးမားသောအရိပ်မဲကြီးများကိုဖန်တီးနေသည်နန်းတော်တွင်ကနန်းပလင်တက်မှတင့်တယ်လာပါလုံးသောဘရင်မပန်ထွားရှိနေပါရဲ့ဘရင်မဟာပြည်သူတို့အကောအမိန့်အာဏာစတက်ရောက်နိုင်တော့လေကိုယ့်ရဲ့ရင်ခုန်တန်းကိုတော့အမိန့်မပေးနိုင်ခဲ့ပါဘူးဘရင်မပန်ထွားရဲ့ဝက်လဲတော်ကရွှေချီထိုးအနာသက်တွေဟာမီးရောင်အောက်မှာတစ်ဖြစ်ဖြစ်တောင်နေပြီးသူမရဲ့မြစ်ဝမ်းအစုံကအထီးကျန်းဆန်စွာအဝေးတနေရာကိုငေးမောနေပါတယ်နန်းတော်ရဲ့တင်းကျပ်တဲ့စီးကမ်းတွေအကြားအချစ်ဆိုတာဘရင်မတပားအတွက်အားနည်းချက်တစ်ခုသာဖြစ်တယ်လို့လူတိုင်းကသတ်မှတ်ထားကြတယ်ပန်ထွားဘရင်မဟာအေးမြတဲ့ဂုံတိခါအောင်မှာနှွေးထွေးတဲ့အထီအတွေ့တစ်ခုကိုစာလောင်နေသည့်နှလုံးသားတစ်စုံရှိနေခဲ့ပါတယ်။ဒီနေ့မှာတော့ကံကြမ္မာတစ်ခုဖန်တီးလာပါတယ်။ရွှေစည်းကုံဈေးဒီတို့မြက်ရဲ့အလူပွဲအတွင်းကလူအများကြားမှာသူမကိုမျက်စိကျသွားစေတဲ့သူဟာတီဟသူပဲဖြစ်ပါတယ်။သူဟာတာမန်စစ်သည်တဦးထက်ပိုပြီးခံညားမှုရှိနေပါတယ်။သူဟာတန်မာထွားချိုင်းတဲ့ကိုဟန်ရှိပြီးသူ့ရဲ့မျက်လုံးများထဲမှာတော့ကဘာပေါ်မှာရှာဖွေရခဲ့သောတစ္ဆာတရားကကိန်အောင်နေပါတယ်။လူအုပ်ကြားမှာခနာရမျက်လုံးချင်းစုံလိုက်ယုံနဲ့ဘရင်မပန်ထွားရဲ့ရင်ထဲမှာတော့ငလျင်တစ်ခုလိုလှုပ်ခတ်သွားနေပါတယ်။သူမရဲ့နှလုံးခုန်တန်းဟာပထမဦးဆုံးအကြိမ်ဖြစ်ပုံမှန်စီးချက်ကနေလွဲချော်သွားခဲ့ရတော့တယ်။ရက်တွေကြာလာနဲ့အမျှစစ်ရဲလေ့ကျင့်ကွင်းနဲ့ပွဲလန်းသဘင်တွေမှာသူတို့နှစ်ဦးမကြာခဏစုံတွေ့ဖြစ်ခဲ့ကြပါတယ်။စကလုံးများမလိုဟတ်တဲ့အကြည့်ချင်းစုံရယုံနဲ့တဦးနဲ့တဦးဟာနားလည်မှုတွေခိုင်မာလာခဲ့တယ်။ဒါပေမဲ့လည်းနန်းတော်ဆိုတာနေရန်တိုင်းမှာနားရှိတည်နေတာဖြစ်ပါတယ်။အထူးသဖြင့်ဩဇာကြီးမားသောအမတ်မင်းကြီးဟာဘရင်မရဲ့လှုပ်ရှားမှုတိုင်းကိုသိမ့်ငတ်တကောင်ကဲ့သို့အကက်အခက်နေခဲ့တယ်။အာနာကိုထိပါလာမဲ့ဘာခံစားချက်ကိုမှဖြစ်စည်းပြရမယ်ဆိုတဲ့အတွေးကအမတ်ကြီးရဲ့ခေါင်းထဲမှာကြီးစိုးနေပါတယ်။တညမှာတော့ဘရင်မပန်ထွားဟာတီဟတ်သူနဲ့နန်းဆောင်အတွင်းမှာတိတ်ဆိတ်ဆုံတွဲခွင့်ရခဲ့ပါတယ်။တီဟတ်သူကဘရင်တော်ထွားတင်းဤလန်းဟာမြင့်ညက်လာပါတယ်။ကျမို့ကဲ့သို့သောစစ်တီးတူအတွက်တင့်ကိုအဝေးကငေးကြည့်ရယုံနဲ့ပင်လုံလပါပြီလို့တီဟတ်သူကလေတံတိုးတိုးလေးပြောလိုက်ပါတယ်။ဘရင်မပန်ထွားရဲ့မျက်လုံးထဲမှာတော့မျက်ရည်တဆဝေးတက်သွားပါတယ်။သူမဟာဘရင်ဖြစ်တော်လေဒီအခိုက်အတွန်းမှာတော့တာမန်မင်းကလေးတူတာခစ်ချင်နေမိတော့တယ်။သူတို့နှစ်ဦးလုံးမသိတာကအမောင်ရိပ်ထဲမှာသူတို့ကိုစောင့်ကြည့်နေတဲ့မျက်စိတစုံရှိတယ်ဆိုတာပဲဖြစ်ပါတယ်။နောက်နေ့မိုးရင်သောအခါမှာတော့နန်းတော်ကြီးတစ်ခုလုံးစုညံသွားတယ်။တီဟတ်သူကိုဝေးလန်းလာသောနေဆက်စစ်ခန်းသို့ချက်ချင်းထွက်ခွာရန်အမိန့်စာထွက်လာတယ်။ဘရင်မကအမတ်ကြီးရဲ့လက်ချက်မှန်သိလိုက်တယ်။တီဟတ်သူထွက်ခွာသွားတာကိုကြည့်နေရင်ပန်ထွားဟာသူ့ရဲ့လက်ထဲမှာရွှေလက်ကောင်းတစ်စုံကိုအတင်းစွတ်ကိုက်ထားမိပြီးတိတ်ဆိတ်လွတ်ချလိုက်တယ်။ဘရင်မဟာအချစ်အတွက်အာနာကိုစစ်တေးမလားဒါမှမဟုတ်အာနာအတွက်အချစ်ကိုစွန့်လွတ်မလားဘရင်မပန်ထွားရဲ့ဆုံးဖြတ်ချက်ကဘာဖြစ်မလဲတီဟသူဟာနေဆက်မှာဘေးကိန်းမောက်မလားဆိုတာကတော့